အားလုံးပဲမင်္ဂလာပါ single ထည့်ဖုန်းပြောလို့ရတဲ့ CH51 ဆိုတဲ့ smartware နိုင်လေးကိုကျွန်တော်တို့ဖုန်းနဲ့ဘယ်လိုချိတ်ဆက်ပြီးတော့application နဲ့ဘယ်လို share ရလဲဆိုတာလေးကိုကျွန်တော်ကပြပြပေးမှာဖြစ်ပါတယ်ဒီကောင်လေးကတော့ single ထည့်ရတဲ့နိုင်လေးပေါ့နော်အဲ့တော့ဘယ်လိုထည့်ရလဲဆိုတော့ကျွန်တော်တို့ကပထမဦးဆုံးကတော့ဖုန်းထဲမှာ C Tracker 2ဆိုတဲ့ app လေးပေါ့နော်ဒီ app လေးပါဒီ app လေးကိုအရင်ဆုံး download လုပ်ပါတယ် SCTRACK C Tracker 2 Android တွေဆိုရင် Play Store မှာသွား download ရတယ်ဒီ iOS တွေဆိုလည်း App Store ထဲမှာဒီနာမည်လေးရိုက်ရှာပြီး download အောင်ပေါ့နော်မအောင်လို့ဒီ app ကို download ပြီးကျွန်တော်တို့ဖွင့်လိုက်ပြီဆိုရင်ဒါမျိုးလေးကျွန်တော်တို့ကဖွင့်လိုက်ပြီဆိုရင်အရင်ဆုံးဒီပို့ကိုကျွန်တော်တို့ပြတယ်ပေါ့နော်ပြပြီဆိုရင်ကျွန်တော်တို့ကအောက်ကဒီအစိမ်းလေးကိုပဲဆက်ပြီးတော့နှိပ်လိုက်မယ်ပြီးရင်တော့အခုလိုမျိုးအပြည့်အောင်စားအလောင်းလေးတွေပဲပေးရမယ်ပေါ့နော်ဒါမှကျွန်တော်တို့ကတစ်ခါတည်းတွားပြီးဝင်လို့မရသေးဘူးဒီဟာကိုဘာလို့မလဲဆိုတော့ sign up လုပ်ရမှာပေါ့နော် account သစ်ချောက်ရမှာဖြစ်တဲ့ကြောင့်ဒီတောင်းမှာရှိတဲ့ sign up ဆိုတော့ကျွန်တော်နှိပ်ရမှာဖြစ်ပါတယ် sign up ဆိုတော့နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဘာလို့လဲဆိုတော့ Gmail လေးလိုပါတယ် email ပေါ့နော် email လိုရဆိုတော့ကျွန်တော်ကတော့ကျွန်တော်ရဲ့ Gmail ဖြစ်တဲ့ sign Gmail လေးရိုက်ထည့်လိုက်မယ်ဒီကျွန်တော်ရိုက်ထည့်တယ်ပြီးတဲ့အခါမှာဒုတိယမှာဆိုလို့ရှိရင်သူကမပီဝိုးတော့စာကိုသူရိုက်ခိုင်းတယ်ပေါ့နော်အဲ့ဒါလေးဆိုရင်ရိုက်လိုက်လို့ရတယ်နောက်ဒီမှာဆို7 O H M WW တကယ်လို့မှားခဲ့ဆိုတော့ဒီရလေးအစိမ်းလေးပြောင်းလို့ရတယ်နော် password ကတော့ကိုကြိတ်တာကိုကျွန်တော်တို့ကပေးပေါ့နော်ဒါဆိုရင် password ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့အလွယ်ကူဆုံးဒါလေးပဲပေးရများတယ်ပေါ့နော် QWE ဒါလေးပေးလို့ရှိရင်တော့ keyboard ပထမတန်းနဲ့1 2 3ကိုကျွန်တော်တွဲပေးရပေါ့နော်အဲ့လိုမျိုးသူကအနည်းဆုံး8ကဏ္ဍ8လုံးရှိရတာပေါ့နော်အနည်းဆုံး8လုံးရှိရတယ်ဒါလို့ဆိုရင်ကျွန်တော်တို့ကဝင်လိုက်မယ်ပေါ့နော် confirm လေးဆိုရင်ဒီမှာဆိုရင်နောက်တစ်ခုကကျတော့ကျွန်တော်တို့ကဒီအောက်မှာ region လေးရွေးပေးရမှာပေါ့နော်ဒီမှာဆိုတစ်ခုရွေးပေးပေါ့နော်ဒါလေးကိုမှတ်ထားဖို့လိုတယ်ပြီးတဲ့အခါမှာကျွန်တော်တို့ကနှိပ်လိုက်ပေါ့ဒါဆိုလို့ရှိရင် incorrect verification code ဆိုရင် data မှားနေလို့အဲ့ဒီအစိမ်းလေးနှိပ်လိုက်ဒီမှာထပ်ပြီးတော့မှ passpace နဲ့ဒီစလုံးလေးကိုရန်ခဲ့တဲ့စလုံးတွေကိုပြန်ဖြတ်ပလိုက်ပြန်ဖြတ်ပြီးအခုသူပြတဲ့ HM ဒါအကြီးစလုံးလေးဒီစလုံးမလို့ဘူးเนาะ2ကျွန်တော်တို့နေတာ O ဖြစ်မယ်တဲ့ OCM ပေါ့เนาะပြီးတော့ခါမှာကျွန်တော်တို့ကထုံးစံတိုင်းပဲဒါလေးကိုရေးလိုက်ရင်ဒါဆိုရင်ဒီအကောင့်ကို register လုပ်တာ successful ဖြစ်သွားပြီပေါ့ပြီးတော့မှကျွန်တော် standy ဆိုလို့လည်းရင်ဒီအဆင့်ရောက်သွားပြီဆိုကျွန်တော်တို့နိုင်ကိုသွားပြီးတော့ scan ဖတ်လို့ရပြီပေါ့เนาะအဲ့တော့နိုင်လေးကိုကျွန်တော် single ထည့်မယ်ဒီနိုင်ကို single ထည့်မယ်ဆိုလို့ရှိရင်ဒီရက်ဒီမှာကျွန်တော်နိုင်ရဲ့ဘေးဘက်မှာအခုလိုမျိုး single ထည့်တဲ့အန်လေးပါတယ် single slot လေးပါတယ်ဒါလေးကိုကျွန်တော်တို့ကအခုလိုမျိုးလေလက်သလေးနဲ့ပဲကျွန်တော်တို့ကအလွယ်တကူဆွဲလှန်လိုက်လို့ရတယ်ဒီလိုထွက်လာပြီဆိုခါမှာကျွန်တော်တို့ကအခုထွက်လာပြီเนาะဒီမှာသူ့ရဲ့အကွေးလေးရဲ့အောက်ကเนาะအချိုင်လေးရဲ့အောက်မှာတွေ့လားမသိဘူးပြီးကျွန်တော်ဆွဲထုတ်လိုက်မယ်ဆွဲထုတ်လိုက်တဲ့အချိန်မှာ single အန်လေးကဒီမှာ single ထည့်တဲ့အန်လေးကအရာလေးများပေါ်อ่ะเนาะအဲ့တော့ကျွန်တော်တို့ရဲ့ single nano လေးကိုသူ့ရဲ့အကွေးလေးတိုင်းပဲကျွန်တော်ဒီလိုမျိုးထည့်မယ်เนาะဒါဆိုနောက်ရောက်နေရဒီလိုမျိုးလေးအန်ကြအောင်ထည့်သူလုံးဝကွက်တိကြနေမှာပေါ့เนาะအဲ့တော့ဒါလေးလက်လေးနဲ့ထိတ် single ကိုမရွေ့တော့ထိတ်ပြီးတော့မှဆော့ကျွန်တော်ထည့်ခဲ့တဲ့အတိုင်းပဲ single ကိုဘလက်လန်ပြီးဒီဘောကိုဖြည်းဖြည်းချင်းလေးကျွန်တော်ထိတ်ပြီးထည့်မယ်ဒီမှာဆိုရင်အန်ကြအောင်ကျွန်တော်တို့ထည့်ပြီးသွားပြီဆိုခါမှာဒီနာရီရဲ့ power ရှိတဲ့ power button လေးကိုကျွန်တော်တို့က10 second လောက်ကြာအောင်ဖိထားပေးဖို့เนาะဒါဆိုရင် power လေးတက်လာပြီ power တက်လာရင်ကျွန်တော်တို့ဖုန်းလိုင်းလေးတက်မတက်ကိုကျွန်တော်တို့တစ်ချက်စစ်ကြည့်လိုက်မယ်ဒါဆိုရင်ဖုန်းเนาะ power တော့တက်လာပြီသူ့မှာဒီပါတဲ့ web face ကိုမကြိုက်ဘူးဆိုလဲဒါလေးကို second ဖိပြီးတော့ကျွန်တော် not ထက် web face လေးပြောင်းလိုက်လို့ရတယ်ပေါ့เนาะဒါကတော့ node လေးကိုကျွန်တော်တို့ဆွဲချလိုက်မယ်ဆိုရင် line နဲ့တက်တယ် 4G နဲ့တက်တယ်ဒါပေမဲ့ internet line ကမတက်သေးဘူးပေါ့เนาะတကယ်လို့ internet line ကတော့ချက်ချင်းကိုမတက်ဘူးပေါ့เนาะခဏတော့စောင့်ပေးရတယ်တကယ်လို့ကိုက internet line ပိတ်မိနေလားဆိုတော့စစ်ရှင်เนาะဒီ setting နဲ့တွားပြီးတော့မှကျွန်တော်တို့ကဘယ်လိုတွားကြည့်ရမလဲဆိုတော့ဒီဟုတ်တွားကြည့်မယ်မ on ထားရဆိုရင်မလိုဘူးပေါ့နော်ဘာဖွင့်ဖို့မလိုဘူးခဏလေးပဲစောင့်ရတာဒီမှာဆိုတက်လာပြီဒီမြားကလေးပေါ်ဆိုတော့ inner line တက်တယ်နော်ကိုယ့်ရဲ့ဒီညာရဲတဲ့ single မှာတော့ page ရှိရမှာပေါ့နော်ဒါဆိုရပြီပြီးရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုညာဘက်ကိုဆွဲလိုက်ပြီးရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုနောက်တစ်ထပ်ပြီးတော့ဒီမှာ device ဆိုလေးတွေ့တယ်အဲ device ဆို QR လေးကိုကျွန်တော်တို့ register ဆိုလေးကိုနှိပ်ပြီးမယ်ဒီလို QR လေးပေါ်လာပြီဆိုရင်စောစောကကျွန်တော်တို့ account လျှောက်ခဲ့တဲ့ C Tracker 2ရဲ့ detail QR လေးကိုကျွန်တော်ဖွင့်ဖို့လိုတယ်အခုလိုမျိုးတောင်းရင်တော့ allow မဲ့နှိပ်ပေးပေါ့နော်ပြီးရင်တော့ allow မဲ့နှိပ်ပေးမယ်ပြီးရင်ကျွန်တော်တို့အခုလို QR လေးကို scan လေးဖတ်လိုက်ရင်ဒီမှာ number လေးတွေပေါ်လာပြီအောက်မှာကျွန်တော်တို့ကကလေးရဲ့နာမည်လေးပဲပေါ့နော်ပြီးရင်တော့ဒီမှာတော့ကိုကချိတ်ဆက်တဲ့လူရဲ့ father mother တခုနေပေါ့နော်ကျွန်တော်တို့ father ကိုပဲယူထားတယ်တကယ်လို့ဒီမှာကကိုက mother ဆို mother ယူလို့ရတယ်ပေါ့ကျွန်တော် father ပဲယူထားတယ်ပြီးရင်ဒီမှာနေပြီးရင်တော့ဘာလုပ်ရမလဲဆိုတော့စောစောကအောက်ကအဲ့ဒီအစိမ်းလေးကို okay ဆိုတော့နေလိုက် binding successfully ဆိုပြီးတော့ချိတ်သွားပြီပေါ့နော်ချိတ်သွားပြီဆိုရင်ကျွန်တော်တို့က
ပြန်ပြီးတော့ဝင်လို့ရပြီပေါ့နော်ဒါဆိုဘာပြန်ထွက်လိုက်လဲရတယ်ပြီးတော့မှပြန်ဝင်လိုက်ဒါဆိုရင် memory ကိုဝင်ခဲ့တဲ့ဟာမှာ memory တန်းဝင်တယ်ပြီးတော့ allow နေပြန်နှိပ်မယ်ပြီးရင်တော့ go to set ကိုနှိပ်လဲရတယ်မနှိပ်ချင်ဆိုရင်လည်းဘက်ပဲပြန်ဆော့လိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီနိုင်နဲ့ဒီဖုန်းနဲ့ချိတ်သွားပြီဆိုတော့ねဘာလို့ပြလဲဆိုတော့ဒီနိုင်ရဲ့တီတင်အောင်ကျွန်တော်ဆက်လို့ရသွားပြီစစ်မယ်ဆိုရင်ပြန်သွားကြည့်အောင်ဒီမှာပြနေဘယ်မှာရောက်နေအများကြီးနေတာစီနီးနာမှာရောက်နေဆိုတော့ပြတယ်ဒါကတော့ internet ဖွင့်ထားတဲ့အတွက်ကြောင့်ကြော်ညာရေးခဏတက်တာပေါ့နော်ဒီမှာ internet တော့ဖွင့်ထားဖို့လိုတယ်ဒါဆိုကြော်ညာတက်လိုက်ပေးလိုက်ပြီးဒါတွေက internet ကြည့်နေဘာလို့ဟိုတီနီယာကြည့်နေပေါ့နော်အဲ့လိုမျိုးပြသွားပြီပြပြီဆိုရင်ဒီမှာဘယ်နှလမ်းရောက်နေသူက48လမ်းပေါ့နော်48လမ်းကိုရောက်နေဆိုတော့ပေဝိသေချာတောင်းတွေက refresh ဆိုတာလေးနှိပ်ပေးရတယ်ဒါမှနော်ဒီမှာပြမှာပြီးတော့အနီးကဆွဲပြီးတော့ဒီကနေပဲကျွန်တော်တို့သွားကြည့်မယ်ဆိုကြည့်လို့ရဒါဆိုရင်ခဏလေးစောင့်အောင်ပါပေါ့နော်ခဏလေးတော့စောင့်အောင်မယ်ဒီမှာဆိုရင်တသားဆိုလူကပေါ်လာပြီပေါ့နော်တသားနာပေါ်လာပြီဒါပေမဲ့ဒီမှာသူက line မကောင်းသေးတဲ့ကြောင့်ဒါဆိုကျွန်တော် wifi နဲ့ချိန်နေတဲ့ကြောင့် line မကောင်းဖြစ်နေတာပေါ့နော်အော်ဒီမှာဆိုလို့ရှိရင်ဒါမျိုးပေါ်လာပြီတသားပဲနာရောက်နေဒီမှာသူရောက်တဲ့နေရာကိုပြပြီပေါ့နော်ဒီမှာဆိုရင်လက်ရှိမှာဒါမှအမှန်ပေါ့နော် line တသားနော်အဲ့လိုမျိုးပြပြီဒီမှာဆိုလည်းဝင်ကြည့်လိုက်ရင်လည်းခဏလေးစောင့်လိုက်ဒီလိုမျိုးအဝိုင်းလေးပေါ်နေပေါ့နော်အဲဆိုမှဒီအောက်က refresh ကိုနေပြီးတော့ line အတိအကျကိုပြန်ရှာရတာပေါ့နော်ဒါဆိုရပြီနောက်ထပ်ဒီမှာဘာသုံးလို့ရလဲဆိုတော့ကလေးအတွက်ကကျွန်တော်တို့က video call ခေါ်မယ်ဆိုဒါလေးကိုနှိပ်ပြီးခေါ်လို့ရတယ်တချို့ဖုန်းတွေမှာတော့permission ပေးထားရင်အလောင်းနေတာပေးလိုက်ပေါ့နော်ပြီးရင်တော့ voice call နဲ့ခေါ်မှလား video chat နဲ့ခေါ်မှလားဆိုရင် video chat ဆိုရင်တော့ video chat လေးနှိပ်လိုက်ပေါ့နော်ဒါဆိုရင်ဒီဘက်ကနေဒါလေးကင်လိုက်ပေါ့နော်အဲဆိုရင် line ကောင်းတယ်ဆိုရင်တော့ချက်ချင်းရတော့ပေါ့နော်ဒီလိုမျိုး line မကောင်းဆိုရင်တော့ခဏတော့စောင့်ရတယ်ဒါဆိုကျွန်တော်ကကင်ထားပြီးသားပေါ့နော်ဖုန်းဝင်နေတယ်ဒါဆိုကင်သွားပြီပေါ့နော်ဒါဆိုရင်ကင်မရာဒီဘက်ကိုချိန်နေတာဒီဘက်ကိုလှည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်ကင်မရာနိုင်ဖို့ရိုက်နေပါဘောနော်ဒါကဗီဒီယိုရိုက်တဲ့ဟာကိုစမ်းပြတာပါโอเคရပြီအဲ့တော့ကျွန်တော်ဗီဒီယိုကောကိုစမ်းပြီးသွားပြီဒီဘက်ကတော့ voice call ကိုခေါ်တာပေါ့နော်အဲ့ဒါဗီဒီယိုခေါ်တယ်ကလေးတွေဘက်ကလည်းဗီဒီယိုကောခေါ်မယ်ဆိုရင်ဒီဘက်ကနေခေါ်တာလို့တကူနော်ဒီမှာနော်ဒါလေးနဲ့လဲအောင်မယ်အဲ့ဒါတော့ရှေ့ရဗီဒီယိုမှာကျွန်တော်ပြပေးထားပါတယ်ပြီးတဲ့ခါမှာဘာလုပ်လို့ရတော့ voice chat တွေပို့လို့ရအတန်မိဘနေပြီးတော့ဆိုတော့သားဆိုတော့ကလေးကိုသွားပြီးတော့အတန်နေပို့မယ်ဆိုရင်လည်းဘယ်ရောက်နေပြီလဲဆိုတော့အတန်ကိုပို့မယ်ဆိုရင်လည်းဒီဘက်မှာလည်းတီတီဆိုစာလေးဝင်လာပြီအဲ့စာလေးကျွန်တော်တို့ဘယ်မှာတော့ကြည့်လို့ရလဲဆိုတော့ chat box ထဲမှာတော့ကြည့်လို့ရတယ်ဒီမှာ chat box ဆိုရှိတယ်အောက်ကိုဆွဲလိုက်ဒီမှာ chat ဆိုရှိတယ်အဲ့တော့လိုက်ဒီမှာစာနေလေးနဲ့ဝင်နေခွာတော့ဆိုအဲ့မှာဘယ်ရောက်နေပြီလဲဆိုတော့အဲဒီမှာနိုင်ရနေကြအဲ့ပြန်လို့ရကျောင်းမှာပဲရှိသေးတယ်လာခေါ်ပါတော့အဲ့လိုစာလေးကျွန်တော်တို့ပို့လိုက်မယ်ဒီမှာ Sunday ဆိုစပြနေတကယ်လို့ sun ဆိုဖြစ်သွားရင်ဒီဘက်ထဲကိုစာဝင်လာပြီဒီမှာဝင်လာပြီဆိုရင်ဒါလေးကိုနားထောင်လိုက်နော်ကျောင်းမှာပဲရှိသေးတယ်လာခေါ်ပါတော့နော်အဲ့လိုရတယ်ပြီးတဲ့အခါမိဘအနေကလေးကို okay စာလေးပို့လိုက်မယ်ဆိုတော့ပို့လို့ရတယ်ဒီမှာ okay ဆိုစာလေးရောက်လာပြီပေါ့နော်အဲ့လိုမျိုးအပြန်အလှန်မိဘနဲ့ကလေးကတော့ပြန်ပြောလို့ရတယ်ဖုန်းခေါ်တာမျိုးကတော့လွယ်ကူတယ်လေကိုကြိုက်တဲ့ဖုန်းနံပါတ်ကိုနှိပ်ပြီးတော့ရဒါကခေါ်ရုံမျိုးဒါကမခက်ခဲဘူးဖုန်းခေါ်တာမျိုးတော့ကိုကြိုက်တဲ့ဖုန်းကိုကလေးဘက်ကနာရက်နေပြီးတော့နှိပ်ခေါ်လို့ရတယ်ဒီလိုမျိုးနော်ကဏ္ဍနဲ့ပါနှိပ်ခေါ်လို့ရတယ်နောက်တစ်ခုကကျတော့ဖုန်းကွန်တက်တွေထည့်ပေးတာပေါ့နော်ဖုန်းကွန်တက်ကကျတော့ဒါလေးနှိပ်ပြီးတော့မှaddress ကိုနှိပ်ပြီးတော့ဖုန်းကွန်တက်ကိုဒီမှာထည့်တာပေါ့နော်ဥပမာဆိုကြပါစို့နော် RW ဆိုပြီးတော့မှတ်လိုက်မယ်နော်ပြီးရင်ကျွန်တော်တို့ကဖုန်းနံပါတ်ခုကျွန်တော်တို့ထည့်ပြီပေါ့ဗျာထည့်လိုက်ပြီးတော့မှ save ဆိုတာနဲ့နှိပ်လိုက်ပြီဆိုလို့ရှိရင်နော်ဒီမှာ successful ဆိုပြပါပြီဒါဖုန်းကွန်တက်ထည့်ရနော်ပြီးတော့ကွန်တက်ထည့်သွားကြည့်လိုက် RW ဆိုပြီးတော့ဒါဆိုကလေးကတော့တရားကိုနှိပ်ပြီးတော့ပဲတန်ပြီးဖုန်းခေါ်လို့ရသွားတာပေါ့နော်အဲ့လိုမျိုးကို address နဲ့နှိပ်ပြီးတော့ဖုန်းနံပါတ်တွေအများကြီးထည့်လို့ရမယ်ဒါဒီနေ့ထည့်ရနော်ဖုန်းနံပါတ်ကပြီးတဲ့ခါမှာဘာလုပ်လို့ရလဲဆိုတော့ sound guardian ဆိုတာကြောကလေးရဲ့ပတ်ဝန်းကျင်အတောင်နားထောင်တာကလေးကနေပြီးတော့ဒီကိုခေါ်စီခြင်းနဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်ပြီး okay နှိပ်လိုက်အောင်အဲ့ဒါဆိုရင်ဒီနိုင်ရနေပြီးတော့ကလေးမသိအောင် auto ပြန်ခေါ်ပေးတာပေါ့နော်ဒီလိုဆောင်ချက်တွေပါတယ်နောက်တစ်ခု dimarket ဆိုတာတော့ကျွန်တော်တို့ဒီမှာ web page တွေကို down တာပေါ့နော်ဒီ web page တွေကိုကြိုက်တယ်ပေါ့နော်ပြပြီး down မယ်ဆိုရင်ဒါဆိုဝယ်ရတာပေါ့နော် free တွေရှိတယ်ဒီမှာဆိုရင်ကျွန်တော်ကြိုက်တဲ့ web page တွေရှိတယ်ဒါလေးဆိုကျွန်တော်ကြိုက်တယ်ဒါလေးကိုနှိပ်လိုက်မယ်ပြီးရင် download use ဆိုတာလေးနှိပ်လိုက်တာပေါ့နော် line ကောင်းရင်တော့ချက်ချင်းဒီမှာပြောင်းသွားပြီပေါ့နော်ခဏဆောင် complete ဆိုရင်ဆိုတော့ကျွန်တော် down ခဲ့ထားလေးကြည့်လိုက်ရင်ဒီမှာပြောင်းသွားပြီ web page တွေပြောင်းသွားပြီနော်ဒါကဒီနိုင်ရဲ့လုံးဝအားသာချက်ပေါ့နော်နောက်တစ်ခုကကျတော့ဘာလဲဆိုတော့ cloud event တွေပါတယ် event တွေ cloud မှာတင်ထားလို့ရမယ်ပြီးရင်နော်အချိန်မှန်နေတယ်ဆိုလို့ရှိရင်တော့ဒီကနေဒီလိုရှိတ်သွားပြီဆိုရင် time format လည်းပြောင်းလို့ရတယ်ဒီမှာလေ time format ကိုဝင်လိုက်လို့ရှိရင်ကျွန်တော်12 hours ဖြစ်နေဟော24 hours ဖြစ်နေ12 hours ပြောင်းပေးလိုက်24 hours ဖြစ်နေဒီမှာ12 hours လေးပြောင်းပြီးတော့မှ okay ပဲဒါဆိုရင်တနာရီဆို73နာရီလို့ပါဘူးမပြတော့ဘူးပေါ့နော်ပြီးရင် save နေလိုက်ပေါ့နော်ဒါဆိုရင်ပြန်ထွက်လာရပြီ save ဖြစ်သွားပြီဆိုရင်ပြီးရင်တော့ကျွန်တော်တို့ကအချိန်တွေပါပြောင်းတာကတော့ time
swap ရှိတယ်ပေါ့နော်ဒီတိုင်း swap လေးနှိပ်လိုက်မယ်ဆိုလို့ရှိရင်เนาะတိုင်း swap မဟုတ်ဒီမှာဆက်လိုက်တိုင်း S1C ဆိုရှိခဏလေးဒီမှာဒါလေးကိုနှိပ်လိုက်နော်ဒါလေးကိုနှိပ်လိုက်ဒီနိုင်နဲ့ဖုန်းနဲ့လိုနှိပ်လိုက်ရင်ဒီနာဖုန်းကအချိန်ကဒီမနိုင်မှာ auto ပြောင်းသွားမှာပေါ့နော်ဒီလိုဆောင်ချက်တွေပါတယ်နောက်တစ်ခုလောက်စားတင်တာကျတော့ SOS score ပေါ့နော်ကလေးတွေကဒီခလုတ်လေးနှိပ်လိုက်တာနဲ့အရေးပေါ်ခေါ်တဲ့လောက်ဆောင်ချက်ပေါ့နော်ဒါလေးကျွန်တော်ပြမယ်ဒီမှာ SOS score ဆိုတာလေးရှိတယ်ဒီမှာ SOS score ဆိုတာလေးရှိတယ်နော်အဲ့ထက်ဝင်လိုက်ဝင်ပြီးတော့အဖေဖုန်းအမေဖုန်းဦးလေးဖုန်းတစ်ခုနှိပ်လို့ရတယ်အဲ့လိုနေပြီးတော့ကျွန်တော်တို့ကသတ်မှတ်ပေးလိုက်ပေါ့ဒီမှာဆိုသတ်မှတ်ပေးလိုက်ဖုန်းနေပါဘူးသတ်မှတ်ပြီးကျွန်တော်က save ဆိုတာကိုနှိပ်လိုက်ရမယ်ဆိုလို့ရှိရင်နော်ကို save ပေးထားတဲ့ဟာကိုကလေးကနေပြီးတော့ဒီကနေ close နှိပ်လိုက်တာနဲ့ auto ခေါ်ပေးတာ SOS ဒါဆို SOS ဆိုလွတ်လိုက်တော့ဒီမှာဆိုပထမဆုံးသတ်မှတ်ထားတဲ့ဒီဖုန်း8353အဲ iPhone ကိုခေါ်နေဒီကလေးကနေပြီးတော့ဖုန်းနံပါတ်နှိပ်ဆရာမလို့ဒါကိုကြာ SOS ဆိုတာကိုကြာနေတာနေပေါ့နော်အဲ့လိုမဟုတ်ဒီဟာကမကန်ဘူးသုံးချိန်တီမကန်ဘူးဆိုဒုတိယတစ်လုံးကိုသတ်မှတ်ထားတဲ့ဖုန်းကိုပြောင်းပေးတာပေါ့နော်ဒါဖုန်းနံပါတ်တွေထည့်ရမှာနော်ကိုခေါ်စေခြင်းတဲ့ဖုန်းနံပါတ်တွေထည့်ရမှာကလေးကကျတော့ဖုန်းနံပါတ်ထားကို SOS ဆိုတာဒီကလုတ်ကိုကြာပြီးလိုက်တာနဲ့ဒီဘက်ထဲကိုကျွန်တော်တို့ကအခုလိုမျိုး auto ဖုန်းခေါ်ပြီးလောက်ဆောင်ချက်ဖြစ်ပါတယ်ပထမတုန်းမိတ်ထားတဲ့ဟာကိုအရင်ခေါ်တာပေါ့နော်ဟုတ်ကဲ့ဒါလေးကတော့ SOS ကိုမဖြစ်မနေလေကလေးတော့ကိုတော့ထည့်ပေးတာပေါ့နော်ဒါလေးကတော့ဒီ app နဲ့ချိတ်ဆက်ပြီးတော့သုံးရတဲ့လောက်ဆောင်ချက်တွေဖြစ်ပါတယ်တခြားတော့ဒီမှာအများကြီးတော့ရှိတယ်ပေါ့နော်တကယ်အသုံးတဲ့ပြီးတော့ဝင်တာကတော့ဆော့ဆော့ပြောသလိုကလေးရဲ့ဒီနေရာတွေကြည့်မယ်ဘယ်လိုချိတ်ဆက်သုံးပြောမယ်နောက်တစ်ခုအရေးကြီးတာကကိုကဒီနာရီနဲ့ဒီဖုန်းချိတ်ထားပြီးဆိုလို့ရှိရင်နောက်တစ်ခုကိုဒီနာရီရဲ့ပြောင်းချိတ်ရှင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မဖြစ်မနေလုပ်ခဲ့တဲ့နာဒီအောက်က unbind ဆိုတာလေးပေါ့နော် unbind ဆိုတော့ okay ဆိုနေလဲမှာဒီနာရီနဲ့ဒီဖုန်းကချိတ်မနေတော့တာအဲဒါမှနောက်ဖုန်းတစ်လုံးကိုပြောင်းချိတ်လို့ရမှာဖြစ်ပါတယ်ဒါလေးကအမြဲတမ်းအရေးကြီးပါတယ်ပေါ့နော်ဒါဆိုရင်ဒီနာရီကကျွန်တော်နောက်ထပ်ဖုန်းတစ်လုံးနဲ့ပြောင်းချိတ်မယ်ဆိုလဲချိတ်လို့ရသွားပြီဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီနာလေးကတော့ကျွန်တော်တို့ရှိမှာဈေးနှုန်း3,3000ကျပ်နဲ့လက်ရှိကာလမှာတော့ရရှိမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်